ကဲချင်းကြီးကိုဒါလုံးပဲမင်္ဂလာပါမင်းညကတော့ဒီကျွန်တော်ကာဗနီဇီဘတာကိုပေါ့လေအစမပြေခဲ့ရအောင်ပေါ့ဗျာဒီကျွန်တော်ပြီးခဲ့နေ11ဆိုတော့ရွှေချုံမကရောဒါပေမဲ့နာမည်ပွဲစဉ်ကလည်းတပွဲနိုင်တပွဲရှုံးအစမပြေခဲ့ဘူးပေါ့ဗျာအစမပြေမှုတွေရဲများနေပြီဒီကျွန်တော်နိုင်ပြီးညီကိုအတွက်ကျွန်တော်တာဝန်မကျေဖြစ်နေတာပါကျွန်တော်ဝင်ခံပါတယ်အောင်မလေတိုက်တာမျိုးမဟုတ်ဘူးကျွန်တော်တို့ကဘယ်လိုပြောမလဲကိုယ့်ရဲ့ရွေးချယ်မှုကိုတာဝန်မှုတာဝန်ခံမှုအမြဲရှိပါတယ်ဒါပေမဲ့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောလို့ပဲအကုန်လုံးလာကြုံမှာပြမယ်ဆိုရင်တော့ကျွန်တော်ရွေးချယ်မှုကပေါင်းထွက်ပါတယ်ဒါမဲ့လည်းခုနောက်ပိုင်းမှာလာယူတဲ့ညီကိုအတွက်ဆိုရင်တော့ဒါကအဆင်မပြေဖြစ်နေရပေါ့ကဲထားပါတော့ဒီညမှာလည်းကျွန်တော်ကိုညီကိုအတွက်ပွဲသိမ့်မရှိပြီမဲ့တပွဲတော့ရွေးချယ်ထားပါတယ်ဒီပွဲလေးကဒီကျွန်တော်တို့စပိန်လာလီဂါပွဲစဉ်ပြီးတဲ့2နာရီခွဲမှာရှင်ပြိုင်မယ်အစပန်ညိုနဲ့အလာဘတ်တွေပွဲလေးပါဒီဘက်မှာဒီအစပန်ညိုအိမ်ဝင်ကနေပြီး level 100ရှုံး9ပေါင်းစီ2ဒီဆိုဖွင့်ပေးထားတယ်ဒီဘွဲကိုကျွန်တော်အများကြီးမပြောတော့ဘူးတချက်တည်းပဲကျွန်တော်မိမိရဲ့ပြောလိုက်တော့ဘာလို့ဆိုတော့ဒီပထမကြော့ပွဲတုန်းကတော့မှတော့ဒီအလာဘက်လို့ခန်းစစ်ဘယ်လိုပြောမလဲဗျာကိုပေါ့ပုံစံမျိုးသွားတဲ့တင်ကိုပေါင်းစီပြောတဲ့ပွဲတော့တော့မှကိုပေါင်းစီဒီကျွန်တော်တို့နှလုံး25ပြားရှုံးလောက်ဒီပေးတယ်အဲ့ဒီပွဲတော့ဆိုရင် body စေ40ရှုံးလောက်ပဲပေးတဲ့အနေထားမှာကိုပေါင်းစီနှလုံး25ရှုံးပေးတယ်ခုအနေထားမှာဆိုရင်အစပန်ညိုလိုကိုသွင်းနိုင်ခြေနေရှိတဲ့အသင်းဒါပေမဲ့ခုနောက်ပိုင်းပွဲတွေမှာသူရလက်သိတော့မကောင်းဘူးဒါမဲ့လည်းသူ့ရဲ့အိမ်ဝင်ကိုပေါင်းစင်းအဲ့လောက်မပြောဘူးဒါမဲ့အစပန်ညိုရဲ့အိမ်ဝင်မှာဒီနှလုံးသေးဆိုပြီးပေးထားတာကြတော့နည်းနည်းချိုးလွန်းတယ်ပြီးကြတော့ body သေးပြင်းလာတဲ့အနေထားမှာကိုပေါင်းစင်းနည်းငယ်မှန်ငယ်ဆိုတော့နှလုံး50ရှုံးဒါမှမဟုတ်ရင်ဒီသူပထမကြော့ဈေးတော့ပေးတဲ့နယ်လို့ကျွန်တော်တို့ထင်တယ်ဒါမဲ့မပေးထားဘူးနောက်တစ်ချက်ကဒီကျွန်တော်မှတ်နေတဲ့အချက်လေးပေါ့ကျွန်တော်တို့ကတော့ဆွဲလန်းရမ်းကြီးရဗျာဒါကဆွဲလန်းကြီးတာကောင်းလဲကောင်းလို့မကောင်းလဲမကောင်းဘူးပေါ့ဒီကျွန်တော်ပြီးခဲ့တဲ့ပတ်ကစပိန်လာလီဂါပွဲတွေအကုန်လုံးကော်ရက်ဆော်ကဇီးဇီးတော်လိုက်ချခဲ့မရခဲ့ဘူးကျွန်တော်ကော်ရက်ဆော်ကဇီးဇီးမကြတာက46ပွဲရှိပါပြီဗျာဒီကျွန်တော်တို့နော်ဟိုဂိုးမြူးပါတယ်ဆိုတော့ဂျာမန်လိတ်ဘယ်လိတ်နေဗျာဇီးဇီးဆိုတဲ့ကော်ရက်ဆော်ကသူ့ဟာဆိုလှည့်ကြရောက်ကိုရောက်တယ်ဒါပေမဲ့ဒီစပိန်လာလီဂါမှာ46ပွဲရှိပြီထင်တာပဲကိုရက်ဇီးဇီးမရောက်တာဒါကြောင့်မလို့ဟိုဘယ်လိုပြောမလို့ဇီးဇီးရောက်တဲ့နေပြီလို့ကျွန်တော်တို့ထင်တယ်ဟိုသူ့ဘာကိုရောက်တာမရောက်တာတော့သူ့အပိုင်းကျွန်တော်ကတော့ထင်တယ်ဒီပွဲမှာဒီဈေးကအဲ့လိုသွားနေတဲ့အတွက်ကျွန်တော်ကတော့ဇီးဇီးလောက်သွားမယ်ထင်ပြီးကျွန်တော်ကတော့9အောက်ကိုပဲရွေးချယ်လိုက်ပါတယ်ဒါကြောင့်ကျွန်တော်ကြိုက်ရွေးချယ်မှုကဒီညအတွက်9အောက်လေးပါအကြိုက်အတွက်ညီကိုတွေက like ကြပါကဲမနေ့လမ်းမယ်ဗျာ